大家晚上好，阿လုံးမင်္ဂလာညချမ်းလေးပါနော်။လောက်ရှိတော့ဒီနေ့ကကြတော့ရွှေကောပေါ့နော်။ရွှေကောအတီးနဲ့ပတ်သက်ပြီးတော့မှကြည်ရအောင်ပေါ့နော်။အဲဆိုလို့ရှိရင်နံပါတ်1ကိုကြည်ရအောင်ပေါ့နော်။နံပါတ်1ကကြတော့苹果破音平科乎欧果苹果ဆိုတာကပန်းတီးပေါ့နော်။ဒီဘက်ကတရုပ်စာလေးရဲ့ပြီးကြတော့ဖြင်းရင်းလေးရဲ့ပြီးကြတော့မြန်မာလိုအနည်းဆက်ဆုံးအတန်ထွက်လေးရဲ့ပေါ့နော်။ပြီးကြတော့နောက်ဆုံးပန်းတီးဆိုတာလေးကကြတော့မြန်မာလိုအတိတ်ပဲလေးပါ။အဲဆိုတော့ကြည်ရအောင်苹果破音平歌乎欧果苹果ဆိုတာကပန်းတီးကိုပြောတာဖြစ်ပါတယ်။အတန်အတွက်ပို့ပြီးတော့မှပြီးချင်တယ်ဆိုလို့ရှိရင်တော့ဖြင်းရင်းလေးကိုအဲ့လိုလေးပေါင်းကြည့်ပေါ့နော်။နံပါတ်2ကကြတော့西医昂香鸡一凹胶香蕉ဆိုတာကငပြောတီးပေါ့နော်။香蕉ငပြောတီးဖြစ်ပါတယ်။香蕉ငပြောတီး苹果ပန်းတီး香蕉ငပြောတီးနံပါတ်3ကကျတော့橙子吃恩橙子ဆိုတာကလိန်ပေါ်တီးပေါ့နော်橙子လိန်ပေါ်တီးပါ吃恩知一子橙子လိန်ပေါ်တီးနံပါတ်4ကကျတော့葡萄破乎葡特凹掏葡萄ဆိုတာကစပစ်တီးပေါ့နော်葡萄စပစ်တီးကို葡萄ဖရဲတီးဆိုလို့ရှင်西瓜西歌乎阿瓜西瓜ဖရဲတီး西瓜ဖရဲတီးတစ်ခါလောက်ပြန်ကြည့်ရအောင်ပန်းတီးဆိုလို့ရှင်苹果ငပြောတီးဆိုလို့ရှင်香蕉ငပြောတီးလိန်ပေါ်တီးဆိုလို့ရှင်橙子စပစ်တီးဆိုလို့ရှင်葡萄ဖရဲတီးဆိုလို့ရှင်西瓜အဲဆိုလို့ရှင်စကြည့်ရအောင်ပေါ့နော်နံပါတ်6ကကြတော့芒果ပေါ့နော်芒果ဆိုရင်တရက်တီးပါမော昂芒科乎欧果芒果ဆိုရင်တရက်တီး芒果တရက်တီးနောက်တဲ့နံပါတ်9ကကျတော့草莓吃凹草摸A梅草莓ပေါ့နော်吃凹草摸A梅草莓ဆိုတာစတော်ဘယ်ရီ芒果တရက်တီး草莓စတော်ဘယ်ရီနောက်ထပ်နံပါတ်10ကကျတော့နာနတ်တီးပေါ့နော်နာနတ်တီးကကျတော့波萝乐乎欧罗နာနတ်တီး波乐乎欧罗နာနတ်တီးနံပါတ်9ကကျတော့လီဆိုတာကတစ်တော်တီးလီဆိုတာကတစ်တော်တီးပြီးကြတော့နံပါတ်10ပေါ့နော်မက်မွန်တီးဆိုလို့ရှင်ထောက်子特凹桃ပေါ့နော်特凹桃子自一子桃子မက်မွန်တီးအဲဆိုလို့ရှင်နံပါတ်6ကပြန်ကြည့်ရအောင်ပေါ့နော်တရက်တီးဆိုရင်芒果တရက်တီးစတော်ဘယ်ရီဆိုရင်草莓စတော်ဘယ်ရီနာနတ်တီးဆိုလို့ရှင်波萝နာနတ်တီးတစ်တော်တီးဆိုလို့ရှင်လီတစ်တော်တီးမက်မွန်တီးဆိုလို့ရှင်ထောက်子ဆိုရင်မျက်မွန်တီးထောက်子မျက်မွန်တီးပေါ့နော်အဲဆိုလို့ရှင်စကြည့်ကြရအောင်နော်ဆိုနံပါတ်7ကကြတော့乐一梨子ပေါ့နော်梨子
李子子意子李子ပေါ့နော်李子ဆိုလို့ရှင် CD ကိုပြောတာဖြစ်ပါတယ်李子CD နံပါတ်7ကကျတော့樱桃ဆိုတာက cherry D ပေါ့နော်樱桃 cherry D 李子 CD 樱桃 cherry D နံပါတ်73ကကျတော့蓝莓ပေါ့နော်လက်အန်းလမ်းမိန်ဆိုတာက blueberry D blueberry ကိုလမ်းမိန်လက်အန်းလမ်းမောအိမ်မိန်လမ်းမိန်ဆိုလို့ရှင် blueberry အဲဆိုရင်နံပါတ်14ကကျတော့ဟောလုံကိုနဂမောက်တီပေါ့နော်ဟဟူအိုဟောလေအောင်လုံကဟူအိုကိုဟောလုံကိုနဂမောက်တီဟောလုံကိုနဂမောက်တီနံပါတ်15ကျတော့木瓜ဒီမော်ဒီ木瓜မော်ဟူ木ကဟူအားကွာ木瓜ဒီမော်ဒီတစ်ခါတော့ပြန်ကြည့်ရအောင်7ကနေ15အထိ李子 CD ဆိုလို့ရှင်李子cherry D ဆိုရင်樱桃 cherry D blueberry D ဆိုလို့ရှင်လမ်းမိန် blueberry D နဂမောက်တီဆိုလို့ရှင်ဟောလုံကိုနဂမောက်တီဟောလုံကိုနဂမောက်တီဒီမော်တီဆိုလို့ရှင်木瓜ဒီမော်တီအဲဆိုလို့ရှင်စက်ကြည့်ကြရအောင်နော်နံပါတ်16ကကျတော့椰子ပေါ့နော်椰子ဆိုတာကအုံသီးဆိုလို့ရှင်椰子椰ဆိုတာက椰ပေါ့နော်椰ပြီးကြတော့子椰子အုံသီးနံပါတ်19ကကျတော့榴莲ကသူရင်တီလေယီအန်လျင်တူရင်တီတူရင်တီနံပါတ်18ကကျတော့荔枝ဆိုတာကလိုက်ချစ်တီကိုပြောတာဖြစ်ပါတယ်荔枝လိုက်ချစ်တီပေါ့နော်荔枝လိုက်ချစ်တီနံပါတ်19ကကျတော့柠檬တံပျိုတီ呢英宁莫恩蒙柠檬တံပျိုတီနံပါတ်20ကကျတော့柚子ကကျတော့ကျွဲကိုတီ柚子ဆိုတာကကျွဲကိုတီ16ကနေ20ဒီတစ်ခါလားပြန်ကြည့်ရအောင်ပေါ့နော်椰子အုံတီဆိုလို့ရှင်椰子အုံတီတူရင်တီ榴莲လိုက်ချစ်တီ李子လိုက်ချစ်တီတံပျိုတီဆိုလို့ရှင်柠檬တံပျိုတီကျွဲကိုတီဆိုရင်柚子ကျွဲကိုတီဒီဗီဒီယိုကမိတ်ဆွေအတွက်တစ်စုံတရာအကျိုးရှိမယ်လို့မျှော်လင့်ပါတယ်အကျိုးရှိတယ်ဆိုလို့ရှင်ကျွန်တော်ရဲ့ channel လေးကို subscribe and like and share လေးကိုနှိပ်ခဲ့ပေးပါဦးနော်谢谢大家再见